္ဂလာပါပြည်သူ့တန်သတင်းဌာနရဲ့2026ခုနှစ်ဧပြီလ2ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာဝက်သက်ရောဂါကူးစက်ဖြစ်ပွားသူ600ကျော်ရှိလာပြီးဖြစ်ကနိုင်ငံတော်ဝန်အရေးပေါ်စစ်ဆေးတာတွေလှုပ်ဆောင်ဖို့ဝန်ကြီးချုပ်ကညွှန်ကြားလိုက်ကြောင်း AFP သတင်းတရက်မှာဖော်ပြထားပါတယ်ဝန်ကြီးချုပ်တာရိရာမန်ကအစည်းအဝေးဝန်ကြီး2ဦးကိုနိုင်ငံတော်ဝန်ကယောဂဖြစ်ပွားမှုအခြေအနေကိုစစ်ဆေးရန်နဲ့ကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်အတွက်တာဝန်ပေးလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကကြေညာချက်ထုတ်ပြန်ထားပါတယ်။ကျန်းမာရေးဝန်ကြီးဌာနယောဂထိန်းချုပ်ရေးဌာနခွဲအကြီးတန်းအရာရှိမိုအာမက်ဟာလီမာရာရှစ်ကလည်းအခုနှစ်တွင်နိုင်ငံတော်ဝန်ဝက်သက်ယောဂကူးစက်ဖြစ်ပွားသူ694ဦးထိရှိလာပြီဖြစ်ကြောင်းအတည်ပြုပြောကြားထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးစက်ယောဂတွေကိုထိန်းချုပ်နိုင်ရန်ကာကွယ်ဆေးထိုးမှုလုပ်ငန်းစဉ်တွေကိုတိကျထင်ရှားတဲ့တိုးတက်မှုတွေရရှိခဲ့ပေမဲ့လည်း2024ခုနှစ်ဇွန်လအတွင်းဆောင်ရွက်ဖို့စီစဉ်ထားတဲ့ဝက်သက်ကာကွယ်ဆေးထိုးနိုင်ရေးအစီအစဉ်ကမူအစိုးရပြုတ်ကျသည့်အထိဖြစ်ပွားခဲ့တဲ့လူထုအုံကြွမှုတွေကြောင့်နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ဝက်သက်ယောဂဟာချောင်းဆိုးခြင်းသို့မဟုတ်နှာချေခြင်းမှတဆင့်ကူးစက်နိုင်ပြီးကမ္ဘာပေါ်တွင်အလွန်ကူးစက်မြန်သောယောဂများအနက်တစ်ခုဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဖော်ပြထားပါတယ်။ဝက်သက်ယောဂကြောင့်ဦးနှောက်ရောင်ရမ်းခြင်းနဲ့ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများအထိဖြစ်ပွားနိုင်ပြီးအဆိုပါဝက်သက်ယောဂဟာမည်သူမဆိုကူးစက်နိုင်စွမ်းရှိပြီးကလေးငယ်များမှာအဖြစ်အများဆုံးဖြစ်ပါတယ်ခင်ဗျာပြည်သူ့တန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ